ပြီးတော့ရဲဆုပ်ရက်တန်ပြေးခင်တော့မနက်စောအေးရထမင်းချက်ညမလေးဝေမနက်စောစောပြပြပန်းပန်းထဖြစ်စင်ပေးတာတွေစပါမယ်ကယ်လိုရီလုံလောက်အောင်လို့ခောက်ဆွဲကြော်ပရိုတင်းလုံလောက်အောင်ချက်ဦးအသီးဗိုက်တာမင်စ်နဲ့ကိုကကော်ဖီကြိုက်တော့ကော်ဖီတစ်ခွက်ပေါ့နော် caffeine boost နေမြအောင်တောက်ပြီးတော့ဒီ nutrition စုံနဲ့ပြေးပါမယ် nutrition နဲ့ recovery ရလည်းအရေးကြီးတယ်အိတ်ဖို့ recovery ကတော့မှန်အောင်လို့စူးစမ်းနေတော့မှာပဲတော့တရားကံပေါင်းပြေးဖို့ ready လုပ်နေရပါ power house က power ramp ဖွင့်နေပါအင်ကြီးဖြူနဲ့က trainer ဆရာကိုထုံးပါအင်ကြီးမဲနဲ့ကတော့ trainer ဆရာကိုအခါပါသူဆောင်ပါရဲ့မတယောက်တော့ပြောက်ပါဒီ10 km စပြေးမယ်နော်21 km အတွက် prepare လုပ်နေရကအချိန်သိမရှိတော့ဒီနေ့ဘယ်နှရောက်လဲတရားကံပေါင်းတစ်ပတ်ပေါ့နော်10 km အကိုကလေးဘယ်တော့မှမရောက်ခင်အောင်လေးပြေးပါပြီ6နိုင်73ပါပြီးဆုံးတော့စထွက်ပါပြီ။ဒါကြီးပြည့်လို့ရှိတယ်။ဒါကလည်းစက်ကန်သားမလို့အမပါရမ်းပဲခုနကတော့ခုကတော့6နိုင်29ပါပါမီလန်ရောက်နေပါပြီဒီလမ်းပြန်တက်ပါမယ် Let's try hard ဒီလမ်းပေါ်ရောက်နေပါပြီဒီအရာကမှတော့တက်တော့မယ် water station ရှိတာ water station မှာကြည့်တော့မယ် morning workout လုပ်တဲ့လူတွေထင်တာထက်များတယ်ခုနကတိုင်းဒီကြပေါ့ဒီမိုင်းမိုင်း train လုပ်တယ်ပုံမှန်ကကျန်လာတော့ကောင်းတော့ဖြစ်စီကင်းကတော့လုံးဝမတူပါဘူးအောက်တော့လေငါတက်လေးမှာဒီလမ်းတော့ကအရင်ကမှတော့ပါပြီဟိုကတော့ပြီးပြီထင်တာချီရတဲ့ water station တောင်ပေါ့ hospital လည်းကြောက်ပါတယ်ဒီအားလေးကိုကြည့်ကြည့်ရတော့တော်တော်လည်းဖြစ်နေပါတယ်ဒီအားလေးက6နိုင်59မှာ water station ရောက်ပါပြီခဏနားလိုက်ပါ refreshment လေးခဏစားလိုက်ဒါဆိုတော့ဝက်ပြီးသွားပြီပေါ့ဟုတ်လားတော့ပြီးပါပြီဒီကောင် 7K နဲ့ 7K အောင်ဖြစ်သွားပြီတော့ဝက်ကြော်သွားပြီကြော်လိုက်ဒီကဘာကြီးပြန်လန်း page ကပိုကြီးပိုကျယ်ဒီဘက်အင်းလန်းကတိုးလို့ okay အဲ့ဒါတော့အားတော့ ဒီအားလိုက်ရောက်ပါပြီ6.59 km 7 km ကျေနိုင်မှာတော့ကြည့်လိုက်ပြင်းနေတော့52မိနစ်ကျော်ပြီနိုင်4မိနစ်ရောက်ပြီးတော့ရဲဆုပ်ရက်တန်ဒီလိုကြီးတားလာပေါ်တက်နေပါပြီနိုင်73မိနစ် 7.78 km 8 km ပြီးသွားပါသူရဲဆုပ်ရက်တန်အမ်ပွိုင်း10.30 km ကျော်ပြန်ချောင်းမယ်ဘယ်တော့ခလက်အာနီဇာနာကတော့ပြောင်းနေကြာချင်းရတော့
တနာရီနဲ့မိနစ်38စက္ကန့်မှာ average pace က70 inches per kilometer ပဲ။ဘာမှမကောင်းတော့မသိဘူး။